ဟာဒီကဘာဘောကနောက်ဆုံးတော့ငှက်လူသားတယောက်ချစ်ပေမဲ့အတောင်ပံမပါပဲမွေးဖွားလာခဲ့ပါတယ်။သူပြန်တန်းနိုင်သေးတဲ့ဆိုတာကိုတက်တည်ပြောဖို့အတွက်ကောင်းကင်ယံမီတာထောင်အမြင့်ကနေတက်ရိုက်ခုန်ချခဲ့ပါတယ်။သူလက်မောင်းတွေကိုရှိသမျှခွန်အားစိုက်ပြီးစံတန်းခဲ့ပြီးမြဲအလကားမှာပဲ။မြေပြင်ကိုစောင့်နေပြီးတေခါနီအချိန်မှာတော့သူ့ရဲ့စစ်မှန်တဲ့အတောင်ပံတွေကိုရှာဖွေဖို့အတွက်သူနဲ့သူ့အဖေတွေဟာခရီးရှည်ကြီးတစ်ခုကိုစတင်ခဲ့ကြပါတယ်။အဲ့ဒီနေရာဟာအပြက်အစည်းပုံကြီးတည်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲသူ့ပြန်တဲ့အနက်ဆိုင်ဆုံးမှာမြုပ်နှံထားတဲ့အမတ်တရားကြီးဟာနိုးထလာခဲ့ပါတယ်။တငငယ်တုန်းကသူတို့ရဲ့ငှက်လူသားမျိုးနွယ်စုဟာရန်သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။သူ့အဖေကရှိသမျှခွန်အားနဲ့ခုခံတိုက်ခိုက်ခဲ့ပြီးမြဲရန်သူတွေကသူ့အဖေရဲ့အတောင်ပံတွေကိုဆွဲဖျက်ပြီးသူတို့ရဲ့အောင်ပွဲရအထင်းမှတစ်ဖြစ်တင်းစီသွားခဲ့ကြပါတယ်။ရုတ်တရက်ကောင်းကင်ယံကနေအတန်တစ်ခုပဲ့တင်ထက်လာခဲ့ပြီးတစုံတစ်ခုသောအင်အားကသူ့ကိုလမ်းပြပေးနေသလိုခံစားလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူအရာအလုံးကိုနားလေသွားခဲ့ပါတယ်။သူကလက်ကုန်းမြှောက်လိုက်တဲ့အခါကောင်းကင်ကနေရေတော်လို့မရတဲ့လက်စီချောင်းကြီးရွှာချလာခဲ့ပါတယ်။ဖြည်းဖြည်းချင်းပဲသူတို့ရဲ့ပစ္စည်းရဲ့မိသားစုတိုတန်တိုင်ဟာပြန်လေကောင်းလာခဲ့ပါတယ်။တိုတန်တိုင်ပြည့်ပြည့်စုံတော်တာနဲ့တပြိုင်နက်ရွှေရောင်အလင်းတန်းတစ်ခုမြေပြင်ပေါ်ကျရောက်လာပြီးမြေကြီးထဲကနေစမ်းကျဲတဲ့တမဏီထားတဲ့ဖြည်းဖြည်းချင်းထွက်တော်လာခဲ့ပါတယ်။ဒါပေမဲ့အောင်ပွဲခံဖို့အခွင့်အရေးတောင်မရလိုက်ပါဘူး။ဘာလို့လဲဆိုတော့ရုတ်တရက်ရန်သူလေးရင်တစ်ဖွဲတစ်ခုလုံးကောက်ကင်မှာပေါ်လာလို့ပါပဲ။သူတို့ကိုသူ့အဖေကိုတက်ခဲ့တဲ့လူကိုယ်တိုင်ကဥဆောင်လာတာဖြစ်ပါတယ်။တိုက်ပွဲကချက်ချင်းစတင်ခဲ့ပါတယ်။သူဟာရှိသမျှခုနနဲ့တက်ခဲ့ပြီးမြဲနောက်ဆုံးမှာတော့အဖန်ခံလိုက်ရပါတယ်။စစ်သားတယောက်ကအဲ့ဒီစမ်းကျဲတဲ့ဓာတ်စီပြေးသွားပြီးဆွေးနွေးခုစူးစမ်းခဲ့ပြီးမြဲတာမန်ခန္ဓာကိုယ်တစ်ခုကအဲ့ဒီဓာတ်ရဲ့ဆွမ်းနာကိုမခံနိုင်ခဲ့ပါဘူး။နောက်တစ်ကိုယ်လုံးမှာမဲ့သူဟာပြာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ဖော်ကသူအချင်းကြနေတာကိုမြင်တဲ့အခါဓာတ်စီကိုချက်ချင်းပြေးသွားခဲ့ပါတယ်။သူမှဓာတ်ရိုးကိုကိုင်းလိုက်တဲ့အချိန်မှာပဲကြောင်းမဲ့ဖွဲကောင်းတဲ့စွမ်းရည်တွေပေါက်ကွဲထွက်လာခဲ့ပါတယ်။တိုက်ပွဲကွင်းပြင်တစ်ခုလုံးဓာတ်ရဲ့စွမ်းအားကြောင့်ပြိုကွဲပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီစွမ်းရည်တွေဟာအပေါ်ကိုတက်သွားပြီးကောင်းကင်ကနေပြန်လေရိုက်ခတ်လာခဲ့ပါတယ်။အဲ့ဒီအဆုံးဖြတ်ပြီးမြဲအချိန်မှာပဲသူ့ထဲကတွေးမျိုးဆက်ဟာနိုးထွာလာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့သူ့ကြောပြင်ကနေအတောင်ပံတွေထွက်ပေါ်လာခဲ့ပါတယ်။သူအပေါ်ကိုပြန်တက်ပြီးသူမကိုလက်မောင်းထဲပွေဖက်ကကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့60ရာကောင်းတဲ့အမှန်တရားတစ်ခုကိုသူတတိပြုမိသွားပါတယ်။ဓာတ်ရဲ့စွမ်းအားကသူမကိုဝါမျိုးသွားခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ဟာဖြည်းဖြည်းချင်းတက်တာအဖြစ်ပြောင်းလဲလို့နေပါပြီ။ဇလန်အစာမှာတော့ရက်ဆက်ပြီးအာနာမမောတဲ့ဘရင်ကဘာနဲ့မိတ်ဆက်ပေးထားပါတယ်။အဆုံးစွန်သောစွမ်းအားကိုရရှိဖို့အတွက်ပြင်းပြတဲ့စံတန်းနဲ့သူဟာရှိုးဝတ်စမ်းကြဲတဲ့မင်းကလေးတယောက်ထံမိမိကိုယ်ကိုအနံ့ပြပါတယ်။ဒါပေမဲ့သူမကတာမန်မင်းကလေးတယောက်မဟုတ်ပါဘူး။ဒိုဒီလို့ခေါ်တဲ့ကြောက်မဲ့ဖွယ်ကောင်းပြီးအလုံးအမင်းစွမ်းအားကြီးတဲ့ငကားနဲ့တကောင်ဖြစ်ပါတယ်။ဘရင်ငယ်ငယ်တုန်းကမော်အကြက်အမောင်လေးကိုရှာဖွေရင်းဓာကြီးထံကနေအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။စစ်ကူလို့မရနိုင်တဲ့စွမ်းအားအနေနဲ့လဲလှယ်ပြီးသူဟာသူမရဲ့လွမ်းမှုအော်ကိုရောက်တောင်းခဲ့ပါတယ်။ငကားနဲ့တကောင်ထိတဲ့ဓာကြီးဟာဘယ်သူမှမရင်နိုင်တော့အောင်နေပါစွမ်းအားကြီးပါတယ်။ဘလို့စစ်တီဒါမှမဟုတ်လက်နက်ကမှသူမကိုမနိုင်ယူနိုင်ပါဘူး။သူမဟာရက်ဆက်ကြမ်းကြုတ်ပြီးအပြစ်မဲ့ပြီးသူအမြောက်အများတေဆုံးမှုအတွက်တောင်းရှိသူဖြစ်ပါတယ်။သူမနဲ့ဘရင်ဟာတိုင်းနိုင်ငံတွေကိုစစ်မဲ့ပြုပြီးလူရက်ဖျက်ဆီးကအကျဉ်းသားအမြောက်အများကိုဖမ်းဆီးခဲ့ကြပါတယ်။ဒိုဒီရဲ့ကြောက်စရာကောင်းတဲ့တဘာဝဟာအရာရှိတယောက်နန်းတော်ကိုရောက်ရှိလာတဲ့အချိန်မှာပေါ်လွင်လာခဲ့ပါတယ်။သူမရဲ့ရှေ့လန်းပြီးကြောက်မဲ့ခွဲကောင်းတဲ့အမည်များစွာနဲ့အဲ့ဒီအရာရှိကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ပြီးဝါမျိုးပစ်ခဲ့ကသူမဘလောက်အထိအန်ဒီရဲ့ကြီးလဲဆိုတာပြသခဲ့ပါတယ်။ဒီချိန်ထဲမှာလည်းရေးရဲနဲ့စစ်တီတော်တစုဟာဒိုဒီနဲ့ဘရင်ကိုစိန်ခေါ်ဖို့မြို့တော်ကနေထွက်ခွာလာခဲ့ကြပါတယ်။ဒိုဒီရဲ့မြေအောက်လောင်အိမ်ထဲကအကျဉ်းစားတွေထဲကမမြင်ရတဲ့မျိုးနွယ်စုဝင်တွေလည်းပါဝင်နေပါတယ်။သူတို့ဟာအကျဉ်းချနေပြီးမြဲလွတ်မြောက်ဖို့နဲ့ဘရင်ကိုဖြုတ်ချဖို့ရှိုးဝက်စွာစီစဉ်နေကြပါတယ်။သူတို့ရဲ့ခေါင်းဆောင်သူတို့ရဲ့ဆရာကလည်းသူတို့ကိုကယ်တင်ဖို့လာနေပါပြီ။စစ်သည်တော်တွေဟာကြီးမားတဲ့မြေအောက်လိုင်းခန်းကိုဖျက်တမ်းပြီးနောက်ဆုံးမှာတော့ကြီးကျယ်ခမ်းနားတဲ့ပွဲတော်တစ်ခုကျင်းပနေတဲ့ဘရင်နန်းတော်ကိုရောက်ရှိသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမမြင်ရတဲ့မျိုးနွယ်စုရဲ့ခေါင်းဆောင်လေးဖြစ်တဲ့ဘရောဟိတ်ဟာအကျဉ်းချခံထားရပြီးလှုပ်ကြံခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။အခြားတစ်ဖက်မှာတော့မဟာစစ်သည်တော်ချက်ကြီးဟာသူ့ရဲ့ဆရာအဖော်တွေနဲ့တူအကျဉ်းချနေတဲ့မျိုးနွယ်စုဝင်တွေကိုကယ်တင်ဖို့နန်းတော်ထေကူတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။သူတို့အကျဉ်းထောင်စီရောက်အောင်တွားနိုင်ခဲ့ပေမဲ့ထောင်တိုင်းတွေကိုပြင်းထန်တဲ့အမောင်းမောတပ်တွေနဲ့ကာကွယ်ထားတဲ့အတွက်ဖျက်ဆီးဖို့မထင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ချက်ကြီးမှလည်းမော်ဆွားအားတွေရှင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။သူ့ရဲ့ဆွားအားကိုတုံးပြီးအဲ့ဒီမော်အသက်ပြူထားတဲ့ထောင်တိုင်းတွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်။သူမော်ဆွားတုံးလိုက်တဲ့အချိန်မှာလေဘုရင်တမှုမှသူတို့ရှိနေတာကိုသိရှိသွားပြီးကြားဖြတ်တိုက်ခိုက်ဖို့ထွက်လာခဲ့ပါတယ်။နန်းတော်တွေမှာတော့အနာဂတ်ကိုမြင်နိုင်စွမ်းရှိတဲ့အကျဉ်းချပုရောဟိတ်ကိုဘုရင်ရှိတော်မှာခေါ်ဆောင်လာခဲ့ပါတယ်။လူဒီရဲ့တောင်းဆိုချက်အရဘုရင်ကပုရောဟိတ်ရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါကြောက်မဲ့ဖွယ်ကောင်းတဲ့ပြည်စားကိုမြင်တွေ့ခဲ့ရပါတယ်။ဘုရင်ရဲ့တိတ်ဆုံးခြင်းဟာနီးကနေပြီးတစုံတစ်ယောက်ကသူ့ကိုအနိုင်ယူဖို့ကံပါလာတယ်ဆိုတာပါပဲ။ဒီအတိတ်နှိမ့်ကြောင့်ဒေါသထွက်သွားတဲ့ဘုရင်ကပုရောဟိတ်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ဖို့စစ်သားတွေကိုအမိန့်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျက်ကီနဲ့သူ့အဖော်တွေဟာမမြင်ရတဲ့မျိုးနွယ်စုဝင်တွေကိုကယ်တင်ပြီးဘေးကင်းရာကိုခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘုရင်တက်မတော်ကရုတ်တရက်တိုက်ခိုက်လာတာကြောင့်သူတို့ရဲ့လူမျိုးမှုဟာခဏတာပဲခံခဲ့ပါတယ်။တုံလို့ဆရာကောင်းတာကမမြင်ရတဲ့မျိုးနွယ်စုဝင်အချို့ဟာဂျက်ကီတို့ဖွဲ့ကိုတစ္ဆာဖောက်ပြီးပလောဟိတ်ကိုလှုပ်ကြံဖို့ရှိုးဝဲအစီအစဉ်ကိုဖွင့်ချလိုက်တာပါပဲ။ရုံရင်းဆန်ကဖြစ်နေစဉ်မှာပဲဆရာဖြစ်သူရောက်ရှိလာပြီးမျိုးနွယ်စုဝင်တွေထွက်ပြေးဖို့ကြိုးစားနေတော့ဘုရင်ဘူယူကတိုက်ခိုက်ခဲ့ပါပဲ။ဂျက်ကီနဲ့တိုးကိုကရန်သူကိုတားဆီးဖို့နောက်ချန်နေခဲ့ပြီးအခြားသူတွေကိုထွက်ပြေးခွင့်ပေးခဲ့ပါလေ။ဂျက်ကီဟာသူ့ရဲ့မော်ဆွန်အားကိုတုံးပြီးတန်းချီအန်ကြီးကကြီးမားတဲ့တတိုင်းကြီးကိုပြိုချစေခဲ့ကဘိုးကျုံးနဲ့တူတမတော်ကိုအခြားတစ်ဖက်မှာပိတ်မိစေခဲ့ပြီးကြန့်ရှိနေတဲ့ပြည်သူတွေကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါလေ။
န်းတော်ထဲမှာတော့ဒိုဒီဟာကြောက်မက်ဖွယ်ကောင်းတဲ့သူမရဲ့စစ်မှန်တဲ့ပုံစံကိုပြောင်းလဲပြီးဆရာထစ်သူကိုကျင်းစာတိုက်ကစွမ်းအားတွေကိုစုပ်ယူလိုက်တဲ့အတွက်သူ့ကိုအားနည်းသွားစေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဘိုရောဟိကဆရာထစ်သူရဲ့အင်အားကိုပြန်လည်ဖိတင်ပေးဖို့သူ့ရဲ့မျက်လုံးတစ်ဖက်ကိုစနစ်တကျဆွန့်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ဒါကြီးကချက်ချင်းသတိပေးမိသွားပြီးသူမရဲ့အမည်တစ်ခုနဲ့အဲ့ဒီမျက်လုံးကိုဖမ်းယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျက်ကီနဲ့စစ်တေတော်တွေရောက်လာပြီးသူတို့နဲ့ဘရင်တက်မလို့အကြားပြင်းထန်တဲ့တိတ်ခွေးကြီးဖြစ်ပွားခဲ့ပါတယ်။ဂျက်ကီကဒိုဒီကိုသူ့ရဲ့မော်ဆွမ်းအားနဲ့တိုက်ခိုက်ခဲ့ပြီးမြဲသူမကအလိုအမြင်အင်အားကြီးမှလို့နေပါတယ်။သူမနဲ့ဘရင်နှစ်ယောက်လုံးကသူတို့ကိုအလွယ်တကူပဲနိုင်ခဲ့ပါတယ်။အခြေအနေကမျောလင်းချက်မဲ့လို့နှိပါဖြစ်သွားတဲ့အချိန်မှာပဲကြီးမားတဲ့စံကျဲတဲ့ငကြီးတစ်ကောင်ပေါ်လာပြီးသူတို့ကိုကဲတင်ကဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ပါတယ်။သူတို့မထွက်ခွာခင်မှာပရိုဟိတ်ကကြံရှိနေတဲ့သူ့ရဲ့မျက်လုံးကိုဆရာဖြစ်သူထံဖိဖိခဲ့ပြီးဆရာဖြစ်သူကဖမ်းမိသွားခဲ့ပါတယ်။ဒါကြောင့်ဆရာဖြစ်သူဟာအင်အားချို့ပြန်လည်ရရှိလာပြီးသူ့ရဲ့နီးပြီးတော့စီပြန်သွားခဲ့ပါတယ်။တရားအလုံးကိုဆွန့်လွတ်တဲ့ပရိုဟိတ်ကတော့ခရီးမပြည့်ခင်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပရိုဟိတ်ရဲ့မျက်လုံးတစ်ဖက်ကိုရရှိသွားတဲ့ဒါကြီးဟာပိုပြီးတော့တောင်စွမ်းအားကြီးမှလာခဲ့ပြီးအဆုံးဖြတ်တဲ့ခွဲသွားပြင်ဆင်နေပါတယ်။ဆရာဖြစ်သူနဲ့သူ့အဖော်တွေဟာလည်းလာမယ့်စစ်ခွဲသွားပြင်ဆင်နေကြပါတယ်။ဒါပေမဲ့ဒိုဒီရဲ့ချိန်စားကြောင့်ဆရာဖြစ်သူဟာစွမ်းအားတွေကိုအသုံးပြုတိုင်းအသက်အရွယ်ကြီးရင်လာပြီးသူ့ရဲ့အမတ်တရားတွေနဲ့စွမ်းရည်တွေကိုစတင်ဆုံးရှုံးလာခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့တာဝန်ဟာပိုပြီးတော့တောင်အရေးကြီးလာခဲ့ပါတယ်။အခုတော့မျှလင့်ချက်တစ်ခုပဲကျန်ပါတော့တယ်။အဲ့ဒါကတော့ဒန္တာကြီးလာတက်ဆောင်တာဖြစ်ပါတယ်။ဒီဓာတ်ဟာငကားနဲ့ဓာတ်ကြီးကိုပတ်နိုင်တဲ့တစ်ခုတည်းတော့လက်နက်လို့ပြောစမှပြူကြပါတယ်။ဂျက်ကီဟာတာမန်စစ်သေးတော်တရားမဟုတ်ဘူးဆိုတာလည်းပေါ်ပေါက်လာခဲ့ပါတယ်။ငယ်စဉ်ကတည်းကသူဟာပြန်တန်းနိုင်စွမ်းရှိပြီးအတောင်ပံလူရှိခဲ့ပြီးမြဲအတိတ်ကစိတ်တန်ရာကြောင့်အဲ့ဒါတွေကိုအသုံးပြုဖို့အမြဲတမ်းကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်။အခုတော့သူ့ရဲ့ကံကြမ္မာကိုဖြည့်ဆည်းဖို့ဆုံးဖြတ်လိုက်ပြီးတော့ကြောက်ရွံ့မှုတွေကိုကျော်လွှားကအောင်မြင်စွာပြန်တန်းနိုင်ခဲ့ပါတယ်။ဆရာဖြစ်သူကဂျက်ကီကိုတက်ဆောင်တာရှိရစီလမ်းညွှန်ပေးမယ်စမ်းကြဲတဲ့မြေပုံတစ်ခုပေးခဲ့ပါတယ်။သူကအဲ့ဒီဓာတ်ကိုဘယ်သူမှဆိုလာကင်လို့မရဘူးလို့တတိပေးခဲ့ပြီးဒါကသာသူရဲ့စစ်မှန်တဲ့အရှင်သခင်ကိုရွေးချယ်မှာဖြစ်ပါတယ်။ရွေးချယ်ခံရတဲ့သူဟာငကားနတ်တို့တီကိုအနိုင်ယူနိုင်မဲ့တခုတည်းသောတတ္တဝါဖြစ်တဲ့ရွှေရောင်ငကားအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဂျက်ကီဟာဒီတာဝန်ရဲ့အလေးချိန်ကိုနားလည်ပြီးတွန့်ဆုတ်မနေပဲတာဝန်ကိုလက်ခံခဲ့ပါတယ်။ဆရာဖြစ်သူကသဘောတူပြီးသူ့ကိုခရီးစတင်စေခဲ့ကဒိုဒီကိုမင်းရင်ဆိုင်ခင်ပို့ပြီးတမလာအောင်နဲ့ကြီးမားရဲ့စွမ်းအားတွေကိုစုဆောင်းဖို့တတိပေးခဲ့ပါတယ်။သူတို့ရဲ့မြင့်မြတ်တဲ့ဥယျာဉ်ထဲမှာသက်ဆောင်ရည်တွင်ရှိပါတယ်။အဲ့ဒီစမ်းကြဲတဲ့ရည်တွေထဲကနေဆရာဖြစ်သူဟာကျိုးဝတ်စမ်းကြဲတဲ့ဥတလုံးကိုဆယ်ယူခဲ့ပါတယ်။ဦးကွဲသွားတဲ့အခါနာဇာလို့ခေါ်တဲ့ချစ်စရာကောင်းပြီးထူးခြားတဲ့ကောင်လေးတစ်ယောက်ထွက်လာခဲ့ပြီးဒါဟာအမောင်ထိုးကိုစမ်းကျင်တိုက်ခိုက်မဲ့သူတို့ရဲ့ကန်တာတစ်တစ်ခုစတင်ခြင်းဖြစ်ပါတယ်။ဒီကောင်လေးဟာမကြခင်မှာပဲဂျက်ကီရဲ့ခရီးဖော်ဖြစ်လာခဲ့ပါတယ်။မစေလို့ခင်မှာဆရာဖြစ်သူကဂျက်ကီကိုရှိုးဝတ်စမ်းကြဲတဲ့လက်ဆောင်တုံးကိုပေးခဲ့ပြီးတခုစီဟာခရီးစဉ်အတွင်းကူညီပေးဖို့အတွက်ဖြစ်ပါတယ်။ရင်ထဲမှာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူဂျက်ကီဟာဒနာရီလာတက်ဆောင်ဓာတ်ကိုရှာဖွေဖို့ထွက်ခွာခဲ့ပါတယ်။သူခရီးကြားကြီးထွားခဲ့ပြီးမြဲဓာတ်နဲ့ပတ်သက်တဲ့အရေးအယံကိုမတွေ့ခဲ့ရပါဘူး။မျောလင်းချက်တွေစတင်ပျောက်ဆုံးလို့ညီပါဖြစ်နေချိန်မှာပဲဆရာဖြစ်သူပေးတဲ့လက်ဆောင်တစ်ခုပွင့်လာခဲ့ပါတယ်။အဲ့ဒါကတော့မျိုးလုံးတစ်လုံးထဲပါတဲ့ထူးဆန်းတဲ့အပင်တစ်ပင်ဖြစ်ပါတယ်။ဒီမော်ပင်ကဂျက်ကီကိုလမ်းပြပေးခဲ့ပြီးသူလျှောက်ရမယ့်လမ်းကြောင်းကိုပြသပေးခဲ့ပါတယ်။သူတို့ကြီးမားတဲ့တဲခန္ဓာရကိုဖျက်ဆီးသွားတဲ့အခါကြီးမားတဲ့ကန်တာရကမ်းခြေများတတဝါကြီးကရွတ်တရတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတတဝါကြီးဟာဂျက်ကီနာဇာနဲ့မော်အပင်စီကိုပြေးဝင်လာပြီးတင်းငယ်တဲ့အဖော်ကိုတတ်လူနေမှဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးအချိန်မှာတော့ဂျက်ကီကကြားဖြတ်ဝင်ယူပြီးအဲ့ဒီတတဝါဆိုကြီးကိုတိုးတင်ကသူတို့အားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ရုံးရင်းဆန်ကထမင်းစင်မှာနာဇာကဂျက်ကီရဲ့နောက်ထပ်လက်ဆောင်တစ်ခုကိုကစားစရာအမှန်နဲ့ဖွင့်လိုက်ပါတယ်။အတွင်းထဲကနေချစ်စရာကောင်းတဲ့ငကားမင်းသားလေးတစ်ကောင်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူပေါ်လာတာနဲ့ကြပြိုင်နဲ့နာဇာအပေါ်ကိုထူးဆန်းတဲ့မော်ဒန်ငွေတွေမှုတ်ထုတ်လိုက်ပါတယ်။ဒါကြောင့်နာဇာဟာသူ့ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းအသက်ရွယ်ကြီးရင်လာပြီးသူ့ရဲ့လူဝတ်ဆွမ်းအားတွေကိုဖော်ထုတ်ပြသခဲ့ပါတယ်။သူတတိပြန်ရလာတာနဲ့ကြပြိုင်နဲ့သူ့ရဲ့ဒဏ္ဍာအီလာမီးမီးတွေထက်တဲ့သူ့ရဲ့စစ်မှန်တဲ့လက်နက်ကိုရှာဖို့ချက်ချင်းပဲထပ်ခွာခဲ့ပါတယ်။ဂျက်ကီကသူ့ကိုတားဆီးခဲ့ပြီးသူတို့ရဲ့ပထမဦးစားပေးကတက်ဆောင်သားကိုရှာဖို့ဖြစ်တယ်ဆိုတာတတိပေးခဲ့ပါတယ်။ခရီးလမ်းမှာမီးဘိန်းကိုတွေးလိုက်မယ်လို့သူကနာဇာကိုအားမခံခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာတော့ဘူရင်ဘူဂျူကရှူဝိုက်ဆန်းကျဲတဲ့မင်းကလေးတစ်ယောက်ကိုဖန်တီးပြီးအသက်သွင်းခဲ့ပါတယ်။တက်ဆောင်ဓာတ်ရှိမဲ့နေရာကိုရှာဖွေဖို့အတွက်သူမကိုတာဝန်ပေးစီလို့ခဲ့ပါတယ်။သူမရဲ့အမိကတော့ဒီဖြစ်ပါတယ်။ဂျက်ကီနဲ့နာဇာတို့ခရီးဆက်နေစမှာပဲကြီးမားတဲ့ရွှေဟောင်းခမ်းမကြီးတစ်ခုကိုရောက်ရှိသွားပြီးအဲ့ဒီမှာတဲတွေကိုအမခန်းဆွမ်းအားနဲ့ထိန်းချုပ်နိုင်တဲ့တဲမော်ဆရာတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။မော်ဆရာကတဲကနေရွှေရောင်လက်နက်တစ်ခုကိုဖန်တီးယူခဲ့ပါတယ်။ဒါကိုမြင်တဲ့နာဇာကလက်နက်ကိုရယူလို့တဲ့စိတ်စောနဲ့သူ့ကိုချက်ချင်းတိုက်ခတ်ခဲ့တဲ့အတွက်ပြင်းထန်တဲ့တိုက်ပွဲစတင်ခဲ့ပြီးဂျက်ကီကဝင်းရောက်ထင်းကြီးပေးခဲ့ရပါတယ်။တိုက်ပွဲအတွင်းမှာသူတို့ဟာရုတ်တရက်အခြားကဘာတစ်ခုတည်းကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမှာအမှန်တရားပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီတဲမော်ဆရာဟာတကယ်တော့ဒိုရီရဲ့ကျင်းစာတိုက်ပြီးပိတ်လောင်ခြင်းကိုခံထားရတဲ့စစ်တေတော်တစ်ယောက်ဖြစ်ပါတယ်။သူ့ကိုအဲ့ဒီနေရာကိုခေါ်ဆောင်လာခဲ့ခြင်းအပြင်ဂျက်ကီဟာမတိစိတ်ကနေသူ့ကိုလွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။လွတ်မြောက်သွားတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့စစ်တေတော်ဟာဂျက်ကီရဲ့လက်ဆောင်တွေထဲကတစ်ခုဖြစ်တဲ့မော်ခွေးလေးကိုလက်ခံခဲ့ပြီးသူ့ရဲ့လက်နက်ကိုပြန်လည်ရယူဖို့သူ့ရဲ့ကိုယ်ပိုင်ခရီးကိုထွက်ခွာသွားခဲ့ပါတယ်။ဂျက်ကီနဲ့နာဇာကိုခရီးဆက်ခဲ့ကြပါတယ်။ညရောက်တဲ့အခါရွာကိုရောက်ရှိသွားခဲ့ပေမယ့်ရှုပ်ထွေးမှုတွေကြားမှာသူတို့နေရာကိုကွဲခွာသွားခဲ့ပါတယ်။သူတို့နေရာလုံးဟာနေမင်းသုံးစိမ့်မတိုင်းမိခင်တက်ဆောင်ဓာတ်ကိုရှာဖွေဖို့အတွက်အချိန်နဲ့လူပြီးပေးလွှမ်းနေကြရပါတယ်။ရွာထဲမှာတော့ဂျက်ကီဟာရှိုးဝတ်ဆန်းကျတဲ့မင်းကလေးကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။သူမရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုမသိဘဲသူဟာသူမကိုစတင်တပိုးချလာခဲ့ပါတယ်။
သူတို့နဲ့အတူတူမိသူကိုမဆိုသူတို့လိုချင်တဲ့ပန်းတိုင်စီပို့ဆောင်ပေးနိုင်တဲ့မော်လီကိုပိုင်ဆိုင်ထားတဲ့စုံမကြီးတယောက်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့အဲ့ဒီလေကိုခိုးယူဖို့စူးစမ်းခဲ့ပေမဲ့စုံမကြီးနိုးလာပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်သူမထံကနေထွက်ပြေးလွတ်မြောက်အောင်စူးစမ်းရင်ဂျက်ကီနာဇာနဲ့ဒီတို့ဟာလေကိုအောင်မြင်စွာခိုးယူပြီးရွှေ့လွှင့်ခဲ့ကြပါတယ်သူတို့တွားနေတော့ဒီကဓာအကြောင်းကိုစတင်ပြောဆိုလာတဲ့အတွက်နာဇာကိုထိတ်လန့်ပြီးဒေါသထွက်သွားစေခဲ့ပါတယ်တစုံတစ်ခုမာရွေးနေပြီလို့တန်တရာဝင်ကသူမကိုတိုက်ခိုက်ဖို့စူးစမ်းခဲ့ပေမဲ့ငကားမင်းသားလေးကချဖြတ်ဝင်ရောက်ပြီးသူ့ရဲ့မော်ဒန်ငွေတွေကိုထပ်မံထုတ်လုပ်လိုက်ပြန်ပါတယ်နာဇာမိလဲသွားပြီးသူ့ရဲ့ကလေးဘွားပုံစံကိုပြန်ပြောင်းသွားခဲ့ပါတယ်အချိန်ထဲမှာပဲဘူဂျုတ်ကသူတို့ရဲ့အခြေအနေကိုသိရှိသွားပြီးဒီရဲ့အမှတ်တရတွေကိုရှိုးဝတ်စွာဖျက်ဆီးပစ်ခဲ့ကဓာတ်နဲ့ပတ်သက်တဲ့အရာအလုံးကိုသူမမစ်လျော်သွားအောင်ပြုလုပ်ခဲ့ပါတယ်သူ့ရဲ့ပန်းနိုင်ကတော့ရှင်းပါတယ်ဓာတ်ရှိမဲ့နေရာကိုသူ့ကသာရယူချင်တာဖြစ်ပါတယ်မကြခင်မှာပဲဂျက်ကီဟာလေးကပင်လေအလဲကောင်မှာထိန်းချုပ်မရပဲမျောပါနေတာကိုသတိပြုမိတော့ပါတယ်သူမော်ပင်ကိုမြင်လိုက်တဲ့အခါငကားမင်းသားလေးကသာလေကိုထိန်းချုပ်နေပြီးသူကအိမ်ပြန်ဖို့စူးစမ်းနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်ငကားမင်းသားလေးကသူ့ဖေကိုလှမ်းခေါ်ရင်းတချင်းဆဆိုခဲ့ပါတယ်သူ့သားရဲ့အတန်းကိုကြားရတဲ့အခါအစွမ်းထက်တဲ့ငကားမင်းကြီးကသူ့ကိုပြန်လဲခေါ်ဆောင်ဖို့ကြီးမားတဲ့ရေပွဲကြီးတကောင်ကိုစီလွတ်ခဲ့ပါတယ်အဲ့ဒီတတဝါကြီးကသူတို့အားလုံးကိုကြီးကျယ်ခမ်းနားတဲ့ရေရောက်နန်းတော်စီခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီမှာငကားမင်းကြီးထံမှာနာဇာရဲ့မိမိရဲ့ရှိနေတာကိုသူတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါကြောင့်လဲနာဇာဟာငကားမင်းသားလင်းကိုဖက်တွယ်ထားခဲ့တာဖြစ်ပါတယ်နာဇာကသူ့ရဲ့လက်နက်ကိုပြန်တောင်းခဲ့ပေမဲ့မင်းကြီးကညင်းပယ်ပြီးသူ့ရဲ့အဆောင်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့နာဇာကသူတို့အားလုံးကိုအနိုင်ယူခဲ့ပါတယ်သူ့ရဲ့အင်အားကိုသဘောကျသွားတဲ့ငကားမင်းကြီးကနောက်ဆုံးမှာတော့မိဘတွေကိုပြန်ပေးခဲ့ပါတယ်အဲ့ဒါတွေနဲ့အတူနာဇာဟာသူ့ရဲ့စစ်မှန်တဲ့ပုံစံကိုပြန်လည်ရရှိခဲ့ပြီးကြီးမားတဲ့စွမ်းအားတွေကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်အပြန်လန်အနေနဲ့သူကငကားမင်းသားလေးကိုသူ့အဖေထံပြန်လည်အနှံခဲ့ပြီးအဖွဲ့ဟာသူတို့ရဲ့ခရီးကိုဆက်လက်ပတ်ခွာခဲ့ပါတယ်ဂျက်ကီနဲ့ဒီလိုဟာနောက်ဆုံးမှာတော့အချင်းချင်းရပ်တန့်နေပုံရတဲ့ရှိုးဝတ်ဆန်းကျဲတဲ့မျိုးပြစ်ကြီးတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်တိတ်ဆိတ်နေတဲ့အပြက်တစီးတွေကြားထဲရှာဖွေရင်းဂျက်ကီဟာဓာတ်ရဲ့အမတ်ထားပါတဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ရှိသမျှခွန်အားကိုတုံးပြီးသူဖြတ်စည်းလိုက်တဲ့အခါစူးရှာတဲ့အလင်းတန်းတစ်ခုပေါက်ကွဲထွက်လာခဲ့ပါတယ်အတွင်းထဲကနေတနာရီလာတက်ဆောင်တာဟာနောက်ဆုံးမှာပေါ်ထွက်လာခဲ့ပါတယ်မျောလင့်ချက်တွေမြင့်တက်လာချိန်မှာပဲဘူချုံနဲ့သူ့ရဲ့တမတော်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဒီဟာသူ့ရဲ့စစ်မှန်တဲ့အမှန်တရားကိုဖွင့်ထားခဲ့ပါတယ်ဒေါသထွက်သွားတဲ့ဂျက်ကီကဘူချုံကိုတိုက်ခိုက်ခဲ့ပေမဲ့ပြင်းထန်တဲ့တိုက်ပွဲပြီးမှတော့သူဖမ်းဆီးခံလိုက်ရပါတယ်ဘူချုံရဲ့စစ်သားတွေကဓာတ်ကိုကင်တွယ်ဖို့ကြိုးစားတဲ့အခါသူတို့ဟာချက်ချင်းပဲပြအဖေပြောင်းလဲသွားခဲ့ပါတယ်အန်ဒီကိုတတိပြုမိသွားတဲ့ဒီဟာမိမိကိုယ်ကိုဆွန့်လွတ်ခဲ့ပါတယ်လူသားဖန်တီမှုတစ်ခုဖြစ်တဲ့အတွက်သူမဟာဓာတ်ရဲ့တရားမှုကိုမခံခဲ့ရပါဘူးသူမကဓာတ်ကိုအောင်မြင်စွာဆွဲနှုတ်နိုင်ခဲ့ပြီးဘူချုံရဲ့တပ်ဖွဲ့ဝင်မြောက်များကိုတုတ်တင်ပေးမဲ့ကြီးမားတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်ဒါပေမဲ့ဓာတ်ရဲ့စွမ်းအားဟာဖယ်ရှားခံလိုက်ရပြီးနောက်ကွဲပြောက်သွားခဲ့ပါတယ်ဂျက်ကီဟာသူ့ရဲ့တောင်းပန်တွေကိုပြန်လည်ရရှိပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ကဒီကိုတော့ခြံထားခဲ့ရပါတယ်။နေအောင်ကြီးကဒုမကိုထိတွေ့လိုက်တဲ့အခါဒီဟာအသက်မဲ့တဲ့အယုတ်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုမြင်ရတဲ့ဂျက်ကီဟာဒေါသနဲ့ဝမ်းနည်းမှုတွေပြည့်နေသွားခဲ့ပြီးမြဲဓာတ်ကိုယူဆောင်ပြီးသူ့ရဲ့နေပြည်တော်စီပြန်လည်ထွက်ခွာခဲ့ပါတယ်။လန်ခီမှာတော့နေမင်းထုံးစင်းစော့တင်ပူပေါင်းလာတာကိုသူတတိပြုမိခဲ့ပြီးဒါဟာအချိန်ကုန်ဆုံးတော့မယ့်နေမိလက္ခဏာဖြစ်ပါတယ်။မကြခင်မှာပဲသူဟာနာဇာလူမြောက်သွားတဲ့စစ်တေတော်တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပြီးစစ်တေတော်ကလည်းသူ့ရဲ့လက်နက်ကိုပြန်လည်ရရှိထားပြီးဖြစ်ပါတယ်။သူတို့အားလုံးတူတူနေပြည်တော်စီအပြည့်လွှာပြန်လာခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲဒူဒီနဲ့ဘင်းတက်ခွေတွေဟာမြို့တော်ကိုတိုက်ခိုက်နေကြပါပြီ။ကျင်းစာကြောင့်အားနေနေတဲ့ဆရာဖြစ်သူဟာတိုက်ခိုက်နေရင်သူ့ရဲ့စွမ်းအားတွေနဲ့အမတရားတွေကိုပါဆုံးရှုံးနေရပါတယ်။အချိန်တွေကဆိုးရွားလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလဲဂျက်ကီနာဇာနဲ့တခြားသူတွေရောက်ရှိလာပြီးတိုက်ခွေထဲဝင်ရောက်ခဲ့ကြပါတယ်။သူတို့ကဘူဂျုတ်ကိုတပ်ဖြတ်နိုင်ခဲ့ပေမဲ့ဒူဒီကသူ့ကိုပြန်လည်အသက်သွင်းပေးခဲ့ပြီးကြီးမားပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့တတဝါကြီးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။အဲ့ဒီဘလူးတတဝါကြီးဟာသူ့ရဲ့အင်အားနဲ့လူတိုင်းကိုနှိမ်နင်းခဲ့ပါတယ်။ယုံရင်းဆန်ခတ်ဖြစ်နေစမှာသူတို့ရဲ့တမိုးတည်ဆုံသွားခဲ့ပေမဲ့မတိခင်မှာသူကဂျက်ကီရဲ့အကိုကိုတက်ဆောင်သားကိုတက်ဆောင်ရည်ရင်းတဲ့ပစ်တယ်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီလိုလုံးမသာဓာတ်ရည်စွမ်းအားလေးပြန်လည်ရရှိမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကျင်းစာကြောင့်ကလေးငယ်ဘွားကိုရောက်သွားတဲ့ဆရာဖြစ်သူဟာဒိုဒီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။နောက်ဆုံးညွှန်ကြားချက်အတိုင်းဂျက်ကီရဲ့အကူကဓာတ်ကိုမြင့်မြတ်တဲ့ရည်တွင်နဲ့ပစ်ထည့်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမယုံနိုင်စရာအရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ဒါကသူ့ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။သူဟာရွှေရောင်တကားကြီးဖြစ်ပြောင်းလဲသွားနေပြီးကြီးမားပြီးအမခန်းစာအားတွေကိုရရှိခဲ့ပါတယ်။ဒီစွမ်းနဲ့အတူသူဟာကြီးမားတဲ့တတဝါကြီးကိုအလွယ်တကူပဲအနိုင်ယူခဲ့ပါတယ်။သူရဲ့အင်အားကကြီးမားလွန်းလာတဲ့အတွက်မြို့တော်တစ်ခုလုံးကိုမြှောက်တင်နိုင်ခဲ့ပါတယ်။အခုတော့ဘယ်သူမှမတားဆီးနိုင်တော့ပဲသူဟာဘယင်းနဲ့ဒူဒီကိုရင်ဆိုင်ဖို့ကောင်းကင်ရတဲ့ပြန်တက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘယင်းကလည်းသူ့ရဲ့စစ်မှန်တဲ့ပုံစံကိုဖော်ထုတ်ခဲ့ပြီးကြောက်မက်ဖွယ်ကောင်းတဲ့နဂါးနဲ့ကြီးအဖေပြောင်းလဲသွားခဲ့ပါတယ်။နှစ်ဖက်စလုံးကအဆုံးစုံတော့ထိတ်တိုက်တွေ့ဆုံမှုအတွက်ပြင်ဆင်နေကြပြီးသူတို့ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပြီးမဲ့နောက်ဆုံးတိုက်ပွဲကြီးအတွက်အစဉ်သင့်ထစ်လုံနေပါပြီ။